channel ရရှောက်ရက်တွေခုနေတာပါဒါကတော့ပင်ကရက်ပဲမှာပင်ကရက်တွေခုနေတာပါနောက်တစ်ခုက channel မှာပဲရှိတဲ့ကော်လခါရီပါသုံးမျိုးတွေအားလုံးဒီပါတော့ channel မှာပဲရှိတဲ့လက်ဆက်တဲ့ဟင်းဟင်းရက်တွေအားလုံးကိုခူထားတာပါကျွန်တော်ညီကတော့ဘာရန်စားနေပြီဆိုတော့ကျွန်တော်တို့မဆောင်မနဲ့သူရင်စဆွဲပါတယ်ပြီးရင်သူကကင်မရာမန်လုပ်ပေးရမှာဆိုတော့လေအားတော့ဆန်လော်ဟင်းဒါမိုးကုန်းမျိုးမှာတော့ဒီလိုပဲချက်စားကြရပါတော့အဆုံးပါတယ်ဒါတော့အိမ်ကချက်စားတဲ့ဟင်းရောဒီနေ့တော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုတွေမှာတွေ့ကြပါအောင်မယ်